ရန်ကုန်မှာရှိတဲ့ကိုရီးယားဆိုင်တွေမှာအကောင်းဆုံးလို့တော့မပြောလို့ရတဲ့ကိုရီးယားဆိုင်ကိုခေါ်ရပေးမယ်။ဆိုင်နာမည်က KBC ဖြစ်ပြီးတော့မှမြတ်တကုံချက်ခွေနာမှာရှိပါတယ်။ဆိုတော့အဲ့ဒီဆိုင်မှာပေါ့နော်ဘာတွေကိုအကြိုက်ဆုံးလဲလို့မေးပါဆိုလို့ရှိရင်တော့ side dish လို့ပဲပြောမယ်ပေါ့နော်။ဆိုတော့အခုပြထားတဲ့ side dish တွေအားလုံးက free flow ဖြစ်ပါတယ်။ဟုတ်ပါတယ် free flow ဖြစ်ပါတယ်။အခုစားပြနေရဟာကပေါ့နော်ဆိုတော့ free flow လောက်တော့မသိပေမဲ့ပေါ့နော်ကျွန်တော်ကုံသွားတဲ့အခါမှာတော့ထပ်တော့ချပေးတယ်ပေါ့နော်ပြီးမှကျန်တဲ့ kimchi တို့အတုပ်တွေကလည်းပေါ့နော်ကုံသွားတဲ့အမြဲ refill ပြန်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ side dish နဲ့တော်တော်လေးကိုတန်တဲ့ဆိုင်လို့ပြောလို့ရှိရင်တော့မမှားပါဘူးဆိုတော့ဘာမှခဲ့လဲဆိုလို့ရှိရင် top buki နဲ့ပေါ့နော် tofu stew ကိုမှာခဲ့ပါတယ်ပေးရတဲ့ဈေးနဲ့ပေါ့နော်ရတဲ့ portion ကတော်တော်လေးကိုတန်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့tofu stew ဆိုလို့ရှိရင်လည်းတော်တော် portion များတယ်အဲ့ဒါပြောမှအရသာကလည်းတော်တော်လေးကိုကောင်းတယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတစ်ခါကျတော့ tofu stew စားခဲ့ပေမဲ့ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကကျတော့ kimchi ရဲ့ဖြစ်တယ်ပေါ့နော်တော်တော်လေးကိုအဆင်ပြေတယ်ဈေးကလည်းတက်တာတယ်ဆိုတော့တစ်ခါမှမ try ဘူးလို့ရှိရင်ပေါ့နော်တော်ထိုင်ဖို့ရအတွက် recommend ပေးပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကကျတော့ top buki ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ပီကီကိုကြားတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့အဲ့ဆိုင်ကတော့ပီကိုတော့အရန်ကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ sauce ကအရန်မိုက်တယ်တခြားပေါ့နော်အုံမို့လို့လိုမျိုးနဲ့ဘာမှမဆိုင်ဘူးပေါ့နော်အဲ့ဒါအပြင်ကမှသူ့ရဲ့ဒီဆန်ကိတ်ကပေါ့နော်တော်တော်လေးပျော့ပြောင်းပြီးတော့မှဘယ်လိုပြောမလဲနူးဤတယ်ပေါ့နော်ဆိုအဲ့ရဲ့ texture လေးကတော်တော်လေးကိုမိုက်ပါတယ်ဆိုတော့အဲ့ဆိုင်မှာရိုက်တခြား menu တွေကလည်းတော်တော်လေးကိုစားကောင်းတယ်ပေါ့နော်ဥပမာပဲခောက်ဆွဲတို့နော်ကိုရီးယားထမင်းတုပ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုအရသာမိုက်တဲ့အတွက်ကြောင့်မလို့သွားဖြစ်ခဲ့လို့ရှိရင်လည်းအများကြီး try ကြဖို့ရန်အတွက် recommend ပေးရပြောနော်So overall အနေနဲ့ပေါ့နော် rating ကို100 out of 10ပေးပါတယ် cuz it deserves all my praise and it's a restaurant that you should try for sure before your last breath ဆိုကျွန်တော်တို့စားလဲစားပြီးတော့ပေါ့နော်ကျွန်တော်တို့ကိုပေါ့နော်အချိုပွဲလာတဲတယ်ပေါ့နော်အသီးလာချပေးတယ်ပေါ့နော်ဒါအလကားဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထင်တာတော့ပေါ့နော်ဒီကျွန်တော်တို့ကပုံမှန်စားသုံးနေကြသူတွေဖြစ်လို့လာတော့မသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်တစ်ခါသွားတော့ကလည်းသူတို့အသီးလာချပေးတဲ့အရာမျိုးတွေရှိတယ်တစ်ခါလေကြားလို့ရှိရင်ပေါ့နော်အေးတောင်မှပေါ့နော်သူတို့အလကားတိုက်တဲ့အရာမျိုးတွေရှိရပေါ့နော်ဒါကတော့ပုံမှန် customer တွေတချို့ကိုသူတိုက်တာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ bye bye see you in the next video